လူနဲ့ယဟန်နိဗ္ဗာန်သွားတာဘယ်အများသလဲလို့မေးဖို့လိုတယ်နော်လူနဲ့ယဟန်နိဗ္ဗာန်သွားတာဘယ်အများသလဲလို့မေးတဲ့အခါကြလို့ရှင်းဖြင့်ယံဘက်ကနေပြီးဒီကလာလူဘက်ကများတယ်ဆိုတာသိကြပါတယ်ဘာဖြစ်လို့လဲမေးတဲ့အခါကြလို့ရှင်းဖြင့်ယဟန်ဟာဘုရားဖြစ်ပေါ်လာမှယံပေါ်ရတော့ယံဖြစ်ပြီးတော်လေးကြာမှယံဒီငါးပါးကစပြီးဒီကာလ20ကစိတ်ဒီလိုနဲ့တိုးပြီးသွားတာဒီကြားမှာတိုးပြီးရန်တဲ့နောက်ကလည်းလူတွေကပါရဲ့ဖြစ်ပြီးဒီကာလနေသောကြောင့်ကုရုတိုင်းများတိုင်းလုံးတစ်ခါတည်းသတိပဋ္ဌာန်ဟောတဲ့အခါကျွတ်တောင်းဝင်ကြတယ်ဆိုတာထောက်ကြည့်လို့ရှိရင်လူဘက်ကများတယ်ဆိုတာဒကာကျော်တို့ဒကာတိတုလဘုတို့တန်ရရှိဖို့မလိုပါဘူးပြီးတော့ကနတ်တွေထဲလိုက်မယ်ဆိုတော့နတ်တွေကလည်းလူတွေကဇမားတွေထဲလိုက်မယ်ဆိုတော့လူတွေကမှန်ပါဘူးဒါတွေကတကယ်ပြောင်းများလားမှန်ပါဘူးအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေကငါတို့ကလူသားတွေဖြစ်ပြီးဒီကလာနေတော့ဆရာဘုန်းကြီးကလည်းနိဗ္ဗာန်ရောက်ကြောင်းတရားတွေနဲ့ကြီးပဲဒုက္ခခတ်သိမ်းကင်းခြင်းကိုကဲတင်တဲ့တရားတွေလူသားတွေဖြစ်ပြီးဒီကလာနေတော့လွယ်မလွယ်ကူပါမလားလို့ဆိုတော့ဆရာကဒီလိုသံဃာမထားကြပါနဲ့ရနိုင်တယ်ကျွတ်နိုင်တယ်လွတ်နိုင်တယ်ဒုက္ခခသိမ်းကင်းနိုင်တယ်သိမ့်နိုင်တယ်ဆိုတာသေသေးချာချာသာမှတ်ပါဒီဝတ္ထုကိုသေချာထုတ်ပြီးဒီကလာပြလို့ရှင်တရားဓမ္မတွေရှင်းပါလိမ့်မယ်တဲ့ဘုရားရှင်ကိုရမကြီး